အားနာတက်တာကိုဘယ်လိုပြောရမလဲဆိုတော့ဟိုလေတကယ်ဘောနော်ဒါဆရာကြီးခဏပြောတယ်အားနာတယ်ဆိုတဲ့စကားလုံးက English ဘာသာမှာမရှိဘူးဒီနိုင်ငံလူတွေကဘယ်သူမှအားမနာဘူးတတိဆိုရင်ဟိုအရင်တော့အားနာတက်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းဟိုလုံးဝအားမနာတက်တော့အဲဆိုကိုကမလုပ်ချင်လို့မလုပ်ချင် no so no yes so yes ပေါ့နော်အဲ့လိုမျိုးဖြစ်ဖို့လိုပါတယ်ပေါ့နော်အားနာရင်နဲ့ဒီမြန်မာတွေကလေအားနာရင်နဲ့ကိုမလုပ်ချင်တာတွေကိုလှုပ်ပေးလိုက်ရတဲ့အခါမှာကိုလည်းပြင်ပန်းတယ်အချိန်လည်းကုန်တယ်ကိုအတွက်လည်းဘာအကျိုးမှမရှိဘူးဒီလားတတိကအားနာပြီးမှပတ်စံတောင်းမှအားနာပြီးမှအလကားပြီးရိုက်ပြီးမယ်ဆိုရင်ဘယ်တော့မှပတ်စံရမှာမဟုတ်ဒီလားအဲ့တော့အားနာတဲ့စိတ်ကိုဖျောက်ပါလုံးဝဖျောက်ပါလူငယ်တွေအနေနဲ့လေဟိုတဲ့ပြောပါ like speak your mind ပေါ့ဒီဆိုရင်အဲ့လိုမျိုးဒီရဲ့ I communicate very clearly ဘယ်သူမှအားမနာကိုယ့်ရဲ့တငယ်ချင်းတွေနောက်ချတယ်ဆိုရင် okay မင်းဒါမှနောက်ချဆိုငါနောက်တစ်ခါမင်းကိုခီးသွားရင်မခေါ်တော့ငါမင်းကိုမဆောင်တော့ okay အဲ့လိုမျိုး one နေလည်းပေးရဒီရဲ့တငယ်ချင်းတွေကိုပေါ့နည်းနည်းလေး tough တော့ဖြစ်တယ်ပေါ့နော်အားကြောင့်မို့ဒီရဲ့တငယ်ချင်းတွေအများစုကဒီကိုလန့်ကြတယ်ပေါ့နော်အဲ့ဆို don't take bullshit ဒီလားလူတွေကတခါကိုလူရဲ့တဘောတဘာဝကကိုတခါအနိုင်ကျင့်ခံမယ်ဆိုရင်နောက်တစ်ခါထပ်ပြီးမှအနိုင်ကျင့်မယ်ဒီလားတခေါက်မှအနိုင်ကျင့်မခံပါနဲ့တခေါက်မှကိုတခါအတုံးချဖို့ခံမယ်ဆိုရင်နောက်တစ်ခါလည်းကိုလာအတုံးချလိမ့်မယ်ဒီလားအဲ့တော့ဟိုအတုံးချတာကိုမခံမိအောင်နေပါအားနာစရာမလိုပါဘူး